မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်ကြည့်အောင်โอ้ရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာမြေကြီးထားတဲ့အချိန်နဲ့တလားတော့ကတော့ဟာဒီမြစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါတော့ဒီနေသားကိုတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုသိမ့်မရှိပြီမဲ့ဒီပြည့်ကြောင်းကြတော့အင်မတန်မှဟိုမှာကားကြီးဟုတ်ကားကိုပတ်ဆက်သွားလို့မရတော့ဘူးရတော့ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်နေအဲ့ဒါယူကားတစ်စီးမှာလဲတော့သွားတာမဟုတ်ဘဲနဲ့အရှင်းမ